ဓမ္မမိတ်ဆွေအားလုံးမင်္ဂလာပါဝါဆိုလအတွက်အမှတ်တရအနေဖြင့်မာဂရီတာစီဆရာတော်ဘုရားစီစဉ်ရေးသားသောအခါတော်နေများစာအုပ်မှထုတ်နှုတ်ပြီးဝါဆိုလပြည့်နေ့ဓမ္မစัจ जा အခါတော်နေ့အကြောင်းတည်ကောင်းစရာများကိုစာသင်သားအမှတ်စုကဖတ်ရှုကာတဆင့်ဝေမျှဓမ္မဒါနပြုပေးမှာဖြစ်ပါတယ်ဝါဆိုလပြည့်နေ့ဓမ္မစัจ जा အခါတော်နေ့အကြောင်းတည်ကောင်းစရာများဝါဆိုလပြည့်နေ့ကိုဓမ္မစัจ जा အခါတော်နေ့အထိမ်းအမှတ်အဖြစ်ကျင်းပရခြင်းမှာထိုနေ့၌ဓမ္မစัจ जा တရားတော်ကိုမြတ်စွာဘုရားကဟောကြားတော်မူသည်ကိုအကြောင်းပြု၍ကျင်းပရခြင်းဖြစ်ပါတယ်ဓမ္မစัจ जा တရားတော်ကိုမြတ်စွာဘုရားသည်အိန္ဒိယနိုင်ငံဗာရာဏသီပြည်နိဂဒာဝံတော်၌မဟာတက္ကရာ103ခုနှစ်ဝါဆိုလပြည့်နေ့နေဝင်လထွက်အချိန်၌သင်္စဝက္ကီ9ဦးတို့အားဘုရားဖြစ်ကိုဝန်ခံသောအားဖြင့်ဟောကြားတော်မူခဲ့ပါတယ်ဓမ္မစัจ जा တရားတော်သည်ဝိနည်းမဟာဝါပါဠိတော်၌သင်္စဝက္ကိယကထာအမည်ဖြင့်လာရှိပါတယ်ပဋိတံပိဋာမက္ခပါဠိတော်၌ဓမ္မစက္ကပဝဒနာဝါရအမည်ဖြင့်လာရှိပါတယ်မဟာဝက္ကတန်ယုတ်ပါဠိတော်၌ဓမ္မစက္ကပောဒနာသုတ်တအမည်ဖြင့်လာရှိပါတယ်ဓမ္မစက္ကပောဒနာ၏အဓိပ္ပာယ်မှာတရားတည်ဟူသောအတိဆက်ကိုဖြစ်စေလဲစေတော်မူခြင်းဟုအဓိပ္ပာယ်ရပါတယ်ဓမ္မစัจ जा တရားတော်သည်သစ္စာလေးပါးတရားကိုညွှန်းဆိုဟောကြားသောဒေသနာဖြစ်၍ပိဋကသုံးပုံ၏အနှစ်ချုပ်တရားဟုဆိုထိုက်ပါတယ်ဓမ္မစัจ जा တရားတော်ကိုစစ်စစ်သုံးသပ်ကြည့်ပါရင်လမ်းစဉ်မှာအစွန်းတစ်ခုကိုရှောင်ကျဉ်၍မေဇိမပฏิပဒါအလယ်လတ်လမ်းစဉ်မှန်ကိုကျင့်သုံးရတို့ကိုညွှန်ကြားထားပြီးသစ္စာလေးပါးတရားကိုသိမြင်စေရန်ဟောကြားထားသောကြောင့်ဗုဒ္ဓဝါဒ၏တိကျခိုင်မာသောသဘောတရားကိုတွေ့မြင်နိုင်ပါတယ်ဤကဲ့သို့အနှစ်သာရပါရှိသောတရားဖြစ်၍ဗုဒ္ဓဘာသာဝင်ယဟန်ရှင်လူတို့ကဓမ္မစัจ जा တရားတော်ကိုအထူးပင်အာယုံစိုက်၍ကျွတ်ဖတ်တရစ္ဆေတော်မူကြပါတယ်အမြို့မြို့အရွာရွာ၌ဓမ္မစัจ जा ဝတ်အသင်းများဖွဲ့စည်းပြီးပြန့်ပွားအောင်ဆောင်ရွက်လျက်ရှိကြပါတယ်ဝါဆိုလပြည့်နေ့ထူးခြားချက်များမြန်မာရိုးရာ12လရှိသည့်အနက်ဝါဆိုလပြည့်နေ့သည်ဘောရမဘုရားလောင်းပဋိတန်တေနေသောနေ့ဖြစ်၍ထူးခြားခြင်းဘောရမဘုရားလောင်းတော်ထွက်တော်မူသောနေ့ဖြစ်၍ထူးခြားခြင်းဘောရမဘုရားလောင်းဓမ္မစัจ जा တရားစတင်ဟောတော်မူသောနေ့ဖြစ်၍ထူးခြားခြင်းယေမိအစုံစုံတို့ဖြင့်တကောဗျာရိဟာကိုပြတော်မူသောနေ့ဖြစ်၍ထူးခြားခြင်းဖရာဖြစ်ကိုဝန်ခံတော်မူသောနေ့ဖြစ်၍ထူးခြားခြင်းတရားယရဏစတင်ပေါ်ပေါက်သောနေ့ဖြစ်၍ထူးခြားခြင်းသံဃာယရဏစတင်ပေါ်ပေါက်သောနေ့ဖြစ်၍ထူးခြားခြင်းအေဟိဘိက္ခုဆိုသောစကားကိုစတင်ကြားရသောနေ့ဖြစ်၍ထူးခြားခြင်းဟူသောအထက်ဖော်ပြပါဝိသေသအကြောင်းများကြောင့်ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ကဤဝါဆိုလပြည့်နေ့မှာကျောင်းကံဖရာသို့တွားရောက်၍ဝါဆိုပန်းများကတ်လူခြင်းဝါဆိုသင်္ကန်းများလူတန်းခြင်းဓမ္မစัจ जा တရားတော်များကိုရွတ်ဖတ်တရစ္ဆေခြင်းအပြင်ဝါဆိုလပြည့်နေ့ဓမ္မစัจ जा အခါတော်နေ့ကိုဆင်နွှဲပြုလုပ်ကြပါတယ်သို့ပါသောကြောင့်ဝါဆိုလပြည့်နေ့မှာဓမ္မစัจ जा တရားတော်များကိုပါဠိဘာသာဖြင့်ဖြစ်စေမြန်မာဘာသာဖြင့်ဖြစ်စေပါဠိမြန်မာနှစ်ဘာသာဖြင့်ဖြစ်စေရွတ်ဆိုပူဇော်ခြင်းအပြင်ကောင်းမှုကုသိုလ်များတိုးပွားအောင်ကြိုးစားဆောင်ရွက်သင့်ပါတယ်ဗုဒ္ဓဓမ္မစာပေတွေတရားတော်တွေဖတ်ရှုလေ့လာနာယူပူဇော်မှတ်သားကျင့်ကြံခြင်းဖြင့်ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှဖျားဘေးရန်ကင်းကွာကျမ်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒတွေပြည့်စုံနိုင်ကြပါစေလို့စာသင်သားမှတ်စုကဆုတောင်းမေတ္တာတွေပို့တာပေးလိုက်ပါရစေ